ခြေလန်း Okay မင်းသမီးတွေရဲ့တမစင်ရတာယူရီးယားက မန်နေရ ဆိုင်လဲဆိုင်ဝမ်းထဲမှာဝင်ချင်းကျွန်တော်တို့ခရစ်ချင်းတန်းဆိုလို့မရဘူးတို့လက်ဆန်းပြတွေပါတီးရတယ် Okay ဆိုင်ရဲ့တမစင်ပေါ့ မန်နေ အဲ့တော့ဆိုင်ရဲ့တမစင်မင်းသမီးတွေရဲ့တမစင်ဒါရှေ့ဆန်လာတိုင်းရှိလူကြီးတွေလောက်ခဲ့တဲ့အတိုင်းကျွန်တော်တမစင်တိုင်းလှုပ်တာ ကောင်းဆောင်မင်းသမီးမှယူရီးယားကရရမယ် အစင်လာအစင်လာ Okay ဒီကနေမှရှိသဖြင့်မင်းသမီးရဲ့တတ်တာဆိုတော့အတန်ကာယဆိုတော့အကလှတွေနဲ့တောင်နောက်ရွှေမတို့ကိုမိတ်ဆက်မှာဖြစ်ပါတယ် မိတ်ဆက်မယ် ငင်းညာခိုင်ဆိုတော့ပြောကြမလို့တော့ပါဘူးတောင်နောက်ကမွေးဖွားလိုက်တဲ့သမီးလေးပါဒါပေမဲ့ငင်းညာခိုင်ရဲ့ဒီနေ့ညမန္တလေးဝန်းအောင်တို့မန္တလေးခွန်အောင်တို့သားအဖရဲ့မနေ့ဖန်ကြားရဲ့ဗိတ်သိစီကပေါ်အောင်သိရဲ့ကျွန်တော်ညီကိုလေးမနေ့ဖန်ကြားရဲ့လေဗိတ်သိခမ်းမှာပြန်တွေ့ကြအောင်မယ်နော်အဲ့တော့ညပိုင်းမှာမင်းသမီးရဲ့ဆိုင်ရဲ့ကြိုးစားမှုတွေတင်ဆက်မှုတွေနဲ့မှာဒုတိယပိုင်းအနေနဲ့ဒါငင်းညာခိုင်ရဲ့အလှည့်ကိုရောက်ပြီ ရောက်ပါပြီ ကဲဒါကြောင့်မို့ငင်းညာခိုင်ရဲ့ဒုတိယခြေလမ်း ဒုတိယခြေလမ်းအနေနဲ့ငင်းချမ်းခိုင်လေး ဟုတ်တယ် သို့သွားတဲ့တရတန်လည်းပိဋကကကြားရကြပြီ ကြားလာပေါ့ ကတော့ရေပိုက်ကိုလည်းစက်ကိုနေခွင့်မြင်တွေ့ကြပြီလား ကြားချင်ပြီ နော်ဒါကြောင့်ကြွလာကြတဲ့မိဘပြည်သူပေါင်းသားတွေမခိုးမကပ်ပဲနဲ့လိုဘက်တော်များကိုပြင်မန္တလေးဝင်းတော်သားခွန်တော်မင်္ဂလာရွှေဆိုင်တော်နဲ့တူငင်းချမ်းခိုင်တို့အားရပါရဒီနေ့ဖြိုးပြနေဆက်မယ် ဟုတ်ပြီကဲဒါကြောင့်ငင်းချမ်းခိုင်ရဲ့တတ်တာဆိုတော့အတန်ကာယဆိုတော့ကလှတွေစောင့်နေတဲ့ပိဿတွေကမန္တပြောရင်တို့မြန်မာလူမျိုးတွေများတယ် Okay အငိမ့်တွေထဲမှာငားရင်လေမြန်မာတွေကလူရင်အငိမ့်မင်းသမီးတွေငိမ့်တွေငားတာများတယ်ဒါပေမဲ့မြို့ပေါ်မှာတွေ့ပါတယ်မြို့ပေါ်မှာလှဲ့တို့တောင်းတော့လို့ပေါ့တောင်းတော့ကလှဲ့ဒီဦးစီတို့ဘက်ဒီနေဘာညာသားတကားလှဲ့မြို့ပေါ်မှာလှဲ့တွေ့ပါတယ်အချောက်ကြီးကားပေါ်တင်ပြီးတော့ မင်းကောင်းဆောင်မင်းကောင်းဆောင် ဓလေးရိုးရမတူတာဒါပေမဲ့ဒီဘက်ကျတော့ရိုးရဓလေးကိုထိန်းသိမ်းပြီးတော့တောင်းတော့ကလူတွေတန်းနေမှာလားဖေးသိရဲ့ဆိုင်းရဲ့မင်းသမီးရဲ့မြတ်မြတ်တတလှုပ်လို့ကြတာများတယ်ကဲဒါကြောင့်မို့ဒီခါကျရင်ငင်းချမ်းခိုင်ရဲ့တတ်တာဆိုတော့အတန်ကာယဆိုတော့ကလှကြွလာတော့ပိဿများကိုကပြဖြောပြီးတင်ဆက်မှာဖြစ်တဲ့အတွက်ဒုတိယခြေလမ်းနားဆင်စမ်းဗျာ ကြမယ်ဟေး ခြေလမ်းပေါ့ ဟုတ်လား တပတ်လောက်ပဲချပါသေးတယ် လက်ကောက်ကိုရှိတာ ကြားထဲမှာတပတ်လောက်ပဲချထားပါသေးတယ်ကဲအဲ့တော့ကိုရနဲ့ကိုမင်းသမီးပါရှင် ဟုတ်တယ် စကားတွေမပြောလို့ရှင် ပြောနေတယ်ပြီးပြီးသားကဲငင်းချမ်းခိုင်ရဲ့ကြိုးစားမှုကြည်စမ်းဗျာစ ဟေး ခံရကျူးကျူးသားသားကဟိုးဝမ်းချစ်လို့ဟိုအတွဲရတော့အမလေးအစင်းကိုပြေလို့အမလေးဝမ်းချစ်ရေမင်းပြောတော့တောင်နောက်ကမင်းငယ်ချစ်ဟောင်းဆိုတာဒါလား
အမလေးအဝိတီများကျင်းနေတာငရုတ်သီးနဲ့ကြက်သွန်ဖြူနဲ့လက်ဖက်နဲ့အောင်မလေးအမရအဲ့ဒါကိစ္စဘယ်လိုရှင်းမှာတော့ ဗျာအေးကဲဒါတော့အတန်လေးကြားယူပါမိတ်ဆက်ပါတဲ့ အလဲမှန်ရင်သုံးစား ကဲတော့ငင်းကြခိုင်ရဲ့မိတ်တဲ့နဲ့မိတ်ဆက်မယ်ခန်းလေး โอเค အဲ့တော့မိတ်ဆက်ပေးမယ်နော်ခိုင်လေးပြိုမရီချမ်းချမ်းလေးပြိုမရီဒီနေ့ညတော့ချမ်းချမ်းနဲ့အေးရတော့မယ် မဟုတ်ဘူးငင်းညက်ခိုင်တယ်လား အေးအေးချမ်းချမ်းနဲ့ စောင်းမပါတာမပါဘူးပြောတတ်မှာ ချမ်းလေးပြိုမရီကိုကပွင့်တို့ကိုဝိုင်းချင်းတို့ကခေါ်နေပါသီ မြို့ရပြီးစားခိတအမွေစင်လာစင်တဲ့မပြေယူသေး Thank you.